ဟုတ်ပါတယ်ရန်ကုန်မြို့က Happy Wall ကစိတ်တစားအိမ်အကြောင်းပါ Okay ဘာလို့ကျွန်တော်ဒါကိုပြောရလဲဆိုတော့ရန်ကုန်မှာရှိတဲ့လူတွေအားလုံးက Happy Wall ကိုရောက်ဖို့လိမ့်မယ်ကိုယ့်ရဲ့သားသမီးတွေကိုလိုက်ပို့ရပဲကိုတိုင်းကပဲသွားတာပဲဖြစ်လို့ပေါ့နော်ကျွန်တော်တို့လူငယ်ပိုင်းဆိုအများဆုံးသွားလိသွားတာမရှိရင်တော့မှကျွန်တော်တို့သွားကြရတယ်ပေါ့ဒါပေမဲ့ကျွန်တော်အဲ့ Happy Wall ရဲ့အပေါ်ထပ်မှာကျွန်တော်စိတ်တစားအိမ်ရှိတယ်အဲ့စိတ်တစားအိမ်ကကျွန်တော်တို့တွေပျော်ရွှင်မှုသွားရင်ဆောင်းရှောင်းလေးတော့ကျွန်တော်တို့ရှိတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့တွေ့ကြုံခဲ့ရတာလေးပေါ့နံပါတ်1ချက်အမှရှိရဝန်ထမ်းအားလုံးမဆိုလို့ပဲမဲ့ဝန်ထမ်းတချို့က customer ပေါ်မှာလုံးဝညင်တာမှုမရှိဘူးကျွန်တော်ပြောပြချင်တာကအဲ့ဟိုတွားရင်ကြောက်တက်တဲ့လူတွေအဲ့ဒါပြီးတော့ကလေးတွေကိုမခေါ်တော့တင်ဘူးပြီးရင်စကတ်တွေမိန်းကလေးဆိုရင်ပေါ့နော်စကတ်တွေထမိန်တွေမဝတ်တော့တင်ဘူးယောက်ျားလေးကတော့ပစိုးဝတ်တော့ကိစ္စမရှိပဲမဲ့ပစိုးကျွတ်မှာကတော့အတေးချပဲဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့တွားတဲ့အချိန်မှာပထမဆုံးကျွန်တော်တို့တွေ့ရတဲ့လူကကျတော့ကြော်ကမျက်နှာဖုံးဆွတ်ထားတယ်သူ့ရဲ့လက်မှာကျတော့လက်အိတ်ဝတ်ထားတယ်ဒါပေမဲ့သူ့ရဲ့လက်အိတ်ကကျတော့ကျွန်တော်လူကိုထင်အတဲရစရာကြီးပြီးရင်လက်သေးတွေကအရှည်ကြီးနေတယ်သူကကျတော့လုံးဝ customer ပေါ်မှာ6လက်နာလွဲပြီးဘာမှတော့မလုပ်ဘူးဆိုတာကျွန်တော်တို့လက်တွေဆွဲတယ်ခြေထောက်တွေဆွဲတယ်ကျွန်တော်တို့တွေဒုတိယတွေ့ရမယ့်ဥစ္စာတော့ကျွန်တော်တို့ WeShare ပေါ်မှာထိုင်နေတဲ့ကောင်းမလေးပေါ့နော်ကျွန်တော် Honda ကားထဲမှာဆိုရင်ကျွန်တော်တို့တွေစိတ်တစကလေးမလေးပေါ့နော်လူတက်တမကလေးမလေးပုံစံမျိုးသူကကျတော့ကျွန်တော်တို့တွားနေခြေထောက်တွေနဲ့ကန်တယ်ခြေထောက်တွေနဲ့တားတယ်လက်တွေကိုဆွဲတယ်အဲ့ဒါတွေကတိတ်ပြီးမှကိစ္စမရှိပါမဲ့သူတို့ရဲ့နေရာကိုရိုက်တဲ့အတန်တွေကတော့အရန်ကြောက်ဖို့ကောင်းတယ်အဲ့ဒါကြောင့်အတင်းငယ်တဲ့လူတွေတော့မတွားတင်ဘူးကျွန်တော်အလဲမှာပေါ့နော်ကျွန်တော်အလဲကိုရောက်ခဲ့ပြီဆိုရင်တော့တော်လေးစိုးလာပြီဘာဖြစ်လို့လဲဆိုတော့သူတို့အလဲမှာရှောက်တဲ့လူတွေကဒါပေမဲ့အခြေက WeShare ပေါ်ကကောင်းမှလေးရပါတော့ကျွန်တော်တကယ်ချင်းကိုဘာလုပ်လိုက်လဲဆိုတော့ကျွန်တော်တကယ်ချင်းအရှိကနေတွားတာဗျာကျွန်တော်တို့အရှိမှာအုပ်စုတစ်စုရှိရဲအဲအုပ်စုကကလေးတွေပါမယ်သူတို့မိသားစုလိုက်ပေါ့နော်ကျွန်တော်အုပ်စုနှစ်စုဝင်ကြတယ်အခြေစင်းနောက်စင်းလေးပေါ့အဲ့နဲ့အဲ့ကောင်မလေးကကျွန်တော်တကယ်ချင်းကိုဆွဲတာအနောက်ကတယောက်ကကြောက်ကျွန်တော်ကိုဆွဲတာဒါပေမဲ့ကျွန်တော်ကိုဆွဲတဲ့အကိုကကျတော့ဘာမှတော့တိတ်မဖြစ်ဘူးအရှိကကျွန်တော်ပြောခဲ့တဲ့ကြောက်ကကျွန်တော်ကိုဆွဲတယ်ပေါ့နော်ဥရားယုံကလွယ်ပြီးတော့ဘာမှတော့မဖြစ်ဘူးအဲ့ကောင်မလေးဆွဲတာအကြောတမင်တကအင်ဂျီကိုအားရပါရဆွဲတဲ့အချိန်မှာကျွန်တော်တကယ်ချင်းလဲပဲအရန်အင်နေပြီသူအရန်အင်နေပြီသူကအစကတည်းကအတက်ရှူဒါနည်းနည်းချက်တဲ့ယောဂရှိရဗျာနှလုံးမကောင်းတာတော့မဟုတ်အဲ့ဆိုတော့ကျွန်တော်ကပြောအင်ဂျီကိုအရန်မဆွဲနဲ့ပြဲသွားလိမ့်မယ်လို့ပြောတဲ့အချိန်မှာ तू ကဘာပြောလာလဲဆိုတော့ရှမ်ရှင်နေတဲ့မင်းအင်ဂျီပြေဝိုင်းပြန်ချုပ်ပေးမယ်တဲ့ပြန်ချုပ်ပေးမယ်တဲ့ပြီးတော့ तू က6လက်နဲ့ပုံစံနဲ့ပြောတာမဟုတ်ဘူးဗျာတာမန်ကျွန်တော်စကားပြောနေတဲ့ပုံစံကိုစိတ်တိုတဲ့ပုံစံနဲ့ကျွန်တော်ပြောတာအဲ့ဒါပြောနောက်ပြီးတော့ပြောသေးတာကအရန်ကျွန်တော်ညီမဆိုရင်ကျွန်တော်အမှတစ်ချက်နဲ့ချက်အဲ့အချိန်မှာပြောတာအရန်အောက်တန်းကြတယ်ဗျာပြောတဲ့စကားတွေကသိလားအရန်အောက်တန်းကြတယ်အဲ့ဒါပြီးတော့